ဟုတ်မယ်ဒီနေ့ကျွန်တော် boat drive ဆိုတဲ့လှေစီးတဲ့ game ကိုစောပြတော့မှာပါတယ်ကဲဟဲ့ငါ့ကိုစောက်ပါဦးကွာကဲကျွန်တော်လှေတော့စီးမယ်ပေါ့နော် okay time ပေါ့နော်အားလုံးပဲကျွန်တော်တော့လီယိုမှာအခုကျွန်တော် Roblox ထဲမှာလှေစီးနေပါဖြစ်ပါတယ်ဟောငါတို့လှေကသွားတာနှေးလိုက်လားကွာ okay အားလုံးတိုက်ကြကွာokay ဟိုအနောက်မှာဗလိုင်းတက်စီးထားကွာ okay အားလုံးတက်ကြ okay ကျွန်တော်လှေစီးကြမှာပေါ့နော် okay ဟိုးကဲလှေစီးကြမယ်ကွာ okay ဆေးနေပြီကွာ okay ကဲအားလုံးပဲကျွန်တော်တို့ pro ကျွန်တော်တို့ ਨੇ ဘာဖြစ်တာလဲကွာငါတို့လှေဘာဖြစ်တာလဲကွာရောက်လေပေါ်မှာပြဲနေပြီကွာစားတယ်ကွာငါတို့လှေဘာဖြစ်တာလဲသွားပြီတိတ်ပြီပေါ့နော် okay ကျွန်တော်တို့ပြန်စပါပေါ့နော် okay တော့မယ် okay ပြန်စမယ် okay ဘယ်မှာလဲလှေ okay ဟိုမှာလှေတစ်စီးပေါ့နော်okay ရပြီငါတို့လှေကိုသွားတိုက်လိုက်တယ်ကွာ okay ဒီလှေပဲစီးမယ်ပေါ့နော်ဟိုမှာလှေနောက်တစ်စီး okay ဒီလှေကိုမောင်းစီးမယ်ပေါ့နော်မောင်းလို့တော့မရဘူးဟိုရှေ့ကလှေကဘာဖြစ်သွားလဲမသိဘူးကွာမှောက်သွားတယ်အဲ့လှေရောက်မြန်တိုးတော့ကွာအရှေ့ကလှေဒီမှာတက်နေပြီအရှေ့ကလှေကမှောက်သွားတော့ကွာ okay ရပြီကြော်တက်သွားပြီပေါ့ okay အရှေ့ကလှေကကုန်းပေါ်ရောက်နေပြီကွာ okay တိုးမယ်အားလုံးတက်ကြတိုးမယ် okay ခုနနေရာပြန်ဆဲမယ်ပေါ့နော်ခုနကောင်းငင်ပေါ်ပြန်တန်းလိုက်တာကွာဒီကန်းကတော်တော်လေးကိုပျော်စရာကောင်းတယ်ပေါ့နော်ကျွန်တော်တို့တငယ်ချင်းတွေနဲ့ဆော့ရင်တော့ပို့ပြီးတော့ပျော်စရာကောင်းတယ်ပေါ့နော်ဒီကန်းက okay ဆေးပြီဟေးတို့လှေတူလာစီးကြအောင်ကွာအနောက်ကလှေလာတိုက်နေတယ်ကွာမှောက်ပြီကွာလှေမှောက်သွားပြီမောင်းတဲ့လူထွက်သွားပြီကွာ okay အတိတ်ကနေပြန်စားရပြီပေါ့နော်လှေမှောက်သွားတော့တေသွားတာပေါ့ okay မောင်းလို့မရဘူးလားမသိဘူးဘယ်သူမောင်းလဲမသိဘူးဒီလှေကို okay အားလုံးတက်ကြဗျာokay လူတော့တော်ပြည့်နေပြီနော်ပေါ့နော်ဒီလှေကကတုံး3ယောက်ပါလာတယ်ကွာဒီမှာ1ယောက်2ယောက်3ယောက်ဒီမှာ bro တွေ့ကြလားမသိဘူးအင်ကြီးအပြာရောင်ရယ်အပန်းရောင်ရယ်အစိမ်းရောင်ရယ်အဲ့3ယောက်ဒီလေလဲထပ်မှောက်ပြန်ပြီကွာမှောက်တာမဟုတ်ဘူးကွာကောင်းရင်ပေါ်ပြန်သွားလိုက်တာကဲကျွန်တော်တို့အခုအသက်ကနေပြန်စားနေရပြီပေါ့နော်ကဲအားလုံးပဲကျွန်တော်စားရရတယ်ကဲဒီလှေစီးတဲ့ game ကတော်လေးကိုပျော်စရာကောင်းပါတယ်နော်ကဲအားလုံးပဲကျွန်တော်တော့
လီယိုမှာကျွန်တော်ဒီနေ့လှည့်စည်းတဲ့ game ကိုစောပြသွားတာဖြစ်ပါတယ်ကဲအားလုံးပဲဒီဗီဒီယိုလေးကိုတော့ကြိုင် like subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့ပြန်ဆုံတွေ့ကြပါဦးမယ်ဗျဒီဗီဒီယိုလေးကနည်းနည်းတော့တိုနေပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အချိန်တိတ်မရလို့ပါကဲအားလုံးပဲ see you bye